Okay အားလုံးပဲမင်္ဂလာကျွန်တော်25 gaming channel ကိုပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့် operator တယောက်ဖြစ်တဲ့ Vision ရဲ့ story အကြောင်းဖြစ်ပါတယ် Okay စလိုက်ကြအောင်တောင်အာဖရိကဒေသမှာမြုပ်နှံထားခဲ့တဲ့ဘုံတုတ်သက်မှုတစ်ခုကြောင့်ပေါ့နော်အသုံးချဖို့လိုလာတဲ့ operator တူကတော့အားလုံးသိတယ်ကျွန်တော်ကြိုက်ရတဲ့ Vision ဆိုတဲ့ operator ပါပဲသူကတေမင်းနာမှာ Queen ဆက်တဲ့တိုက်ခိုက်မှုပညာနဲ့တည်ငြိမ်မှုတွေကြောင့် Data 4 Call AD ဆိုတဲ့အဖွဲ့တွေဝင်ရခဲ့ပါတယ်ပထမဆုံးမှာပဲသူမိတ်ဆွေတွေကိုယုံကြည်ခဲ့ပေမဲ့ CIA ရဲ့လိုအပ်မှုတစ်ခုကြောင့်သူ့ရဲ့အဖွဲ့တစ်ဖွဲ့လုံးမတန်မစွမ်းတော့တဲ့အထိပျက်စီးခံခဲ့ရပါတယ်အဲဒီနေ့ကစပြီး Vision ကမိမူလာအဖွဲ့အတွက်တရားမျှတမှုရှာဖွေဖို့တယောက်တည်းတိုက်တဲ့ operator တယောက်ဖြစ်လာခဲ့ပါတယ်သူကြချက်ရတော့ Vision က Data 4 ထဲမှာယုံကြည်ချက်ပြတ်သားစွာနဲ့ပဲတိုက်တဲ့ operator တယောက်ဖြစ်ပြီးတော့တရားမျှတမှုအတွက်သူ့အဖွဲ့အစည်းကိုသူ့ဖွဲ့စည်းနဲ့တယောက်တည်းတိုက်နေတဲ့ operator ကြောင့်ဖြစ်လာခဲ့တယ်ပေါ့နော်တော်ကျန် operator ကြောင့်ဖြစ်လာခဲ့ပါတယ်ဒါကကျွန်တော်လေ့လာမှုရ Vision ရဲ့ story ကြောင့်မပြပေးတာဖြစ်ပါတယ်လိုအပ်ချက်တွေရှိခဲ့ဆိုရင်ကျွန်တော်ထောက်ပြလို့ရပါတယ် Okay ပါတော့မမှန်ကြလို့ကျွန်တော်ရဲ့အကြိုက်ဆုံး hero operator ဖြစ်တဲ့ Stringer ရဲ့ story ကြောင့်ကျွန်တော်လေ့လာမိသလောက်ပြောပြပေးပါမယ်အဲ့ဒါမှပြန်ပြကြမယ်ဗျ See you ပါ